ဗျာတွင်တွင်ပြစ်စီပေါ်များလုံးနဲ့မြမပြေမှာညအားနဲ့ပါလို့အားသုံးကြရတော့သူများတွေတွေ့အင်အားဖြစ်နေတာဘယ်ချိန်ကတည်းကလဲတိုင်းရင်သားဗမာရခိုင်မွန်ရှမ်းခွဲချက်အုပ်ချုပ်နေကြချေချစရာတော့မရှိတော့ဗလားအချင်းချင်းသိတဲ့ကြားဆွဲမှာတောင်ကြောက်နေရမြန်မာနိုင်ငံမှာပါစီကံရှိမိန်ခုံများကိုတိုးစားပြေးမိန်မိန်မဲ့ဖြစ်မှုကိုမသိတဲ့အောင်ကျူးလွန်နေကြသူဖြစ်တော့ထက်ခါငိုရပြန်ပြီပေါ့နိုင်ငံတော်ကိုတနာပါအသက်သာရှိရင်သူ့ကိုသူတော်မိရှို့ပြချလောက်ပါတယ်ဗျာနိုင်ငံရဲ့ချာမှာအလုံးလုံးနေကြမြန်မာနိုင်ငံသားများအပြန်လာရဲ့ရင်လုံးအေးချမ်းနေပါတော့မလားလူမျိုးခွဲခြားရေးလည်းမကြခဏဖြစ်နေလူတန်းကိုပြောခွဲခွဲအကောင်းနဲ့အဆိုးဟန်ဆောင်ကောင်းရင်လူရဝင်နေမလားဒါဆိုကျွန်တော်လေ